ဒီပုံစံလုံးနည်းလေးအမစီမ online class ပေါ့နော်လာတင်လို့ရပါပြီဒါလေးလုပ်ဖို့ဆိုလို့ရှိရင်အမတို့ accessory အနေနဲ့ပေါ့နော်ဒီရွှေကြိုးလေးတွေကိုအမရှိမှလည်းဒါပေါ့နော်ကုန်ကျန်းလေးတွေမာယူလို့လည်းရပါတယ်ဒီဥစ္စာအမရွှေကြိုးဖြတ်နည်းလေးကိုပေါ့နော်တေချာလေးအမဘယ်လိုတင်လဲဆိုတာကိုပြောပြပေးသွားပါမယ်ဒီရွှေကြိုးလေးဆိုလို့ရှိရင်အမတို့ဒီလိုဖြတ်မယ်ဆိုလို့ရှိရင်ပေတံကိုဒီလိုအောက်ကိုချထားပါမယ်ချထားပေးသွားတဲ့အခါကျလို့ရှိရင်အမတို့ဒီရွှေကြိုးလေးကိုတိုင်းမယ်ပေါ့နော်ကိုက၄လက်မခွဲလား၄လက်မလားပေါ့နော်ကိုလိုချင်တဲ့အတိုင်းကိုယူမယ်ဆိုလို့ရှိရင်ဒီထိတ်ကတန်ကွင်းလေးကိုအမတို့ဒီထောက်စုလေးနဲ့ပေါ့နော်ဒီဟိုကဇာကနာလေးနဲ့ထောက်လိုက်မယ်ပြီးရင်ဒီအကြားပေါ့နော်အမတော့တန်ပေရန်သုံးပါတယ်တန်ပေရန်ဆိုအရာလေးတွေပါတော့အဆင်ပြေရပေါ့နော်ဒီထောက်လိုက်မယ်ထောက်ပြီးအမတို့ဒီမှာဒီနားထိတ်ပေါ့နော်ဒီထိတ်ကိုအမတို့တန်ကွင်းလေးကိုထိုးထည့်လိုက်မယ်ပေါ့နော်အခါဆိုလို့ရှိရင်ဒါပြတ်သွားပြီပေါ့နော်ဒီလိုထိုးထည့်လိုက်တာပါထိုးထည့်လိုက်လို့ရှိရင်ဒီတန်လေးကဟသွားတဲ့အတွက်ပေါ့နော်ဒါပြတ်သွားရဆိုလို့ရှိရင်အမတို့တိုင်းထားတဲ့ဒီလေးလက်မခွဲကိုရပါမယ်ပေါ့နော်အမတို့လေးလက်မပေါ့နော်နောက်တစ်ကြိုးဖြတ်ပြပါမယ်ဒီလိုလေးလက်မကိုဒီထိတ်ကတန်ခွင်းလေးကိုဇာကနာလေးနဲ့ထိန်ပြီးတိုင်းမယ်ပြီးရင်ဒီဘက်ကပေါ့နော်နေရာလေးကိုအမလက်အနေထားလေးကိုလည်းတေချာယူတာလေးကိုကြည့်ပေါ့နော်ပြီးရင်အမတို့ဒီရွှေကြိုးနှစ်ခုကိုဒီလိုဆွဲလိုက်မယ်ဒီလိုနည်းနည်းလေးထိုးလိုက်တာနဲ့ပေါ့နော်ဒီမှာဒီရွှေကြိုးလေးကဟသွားတယ်ပေါ့နော်ဟသွားတဲ့အတွက်ကြောင့်ဒီရွှေကြိုးလေးဖြတ်သွားပါတယ်အဲ့တော့ရွှေကြိုးဖြတ်နည်းကိုပေါ့နော်တေချာလေးမတည်သေးတဲ့လူတွေဘယ်လိုဖြတ်ကြမလဲဆိုပြီးအခုမှစလုပ်မဲ့လူတွေဆိုမတည်သေးဘူးပေါ့နော်မတည်သေးတဲ့သူတွေအတွက်ပေါ့နော်အမားတို့ကဒီရွှေကြိုးဖြတ်နည်းလေးတွေရောဒီအပေါ်ယူတဲ့အတိုင်းဓာလေးတွေအစားပေါ့နော်အမားတို့ဒါဆိုရင်ဒီဘက်နှစ်ခုဆိုလို့ရှိရင်၄လက်မခွဲ၄ကြိုးအမဖြတ်တယ်ပြီးတော့ရင်ဒီအလဲရဆိုလို့ရှိရင်၄လက်မ၃ကြိုးပေါ့နော်၄လက်မ၃ကြိုးအမဖြတ်ပါတယ်ကဲပေါ့နော်ဒါလေးဒီပုံစံလေးပေါ့နော်ပြီးသွားပြီဆိုလို့ရှိရင်တော့အမကဒီ accessory လေးတွေကိုပြပေးမယ်ပေါ့နော်ဒီထဲမှာပါတဲ့ accessory လေးဆိုအမတို့ဒီရွှေကြိုးဆိုလို့ရှိရင်၄လက်မ၃ကြိုးအမဖြတ်ထားတယ်ပြီးသွားတဲ့အခါကျလို့ရှိရင်၄လက်မခွဲကြတော့၄ကြိုးဖြတ်ထားပါတယ်၄လက်မခွဲက၄ကြိုးဖြတ်ထားတယ်ပြီးသွားတဲ့အခါကျလို့ရှိရင်တော့အမတို့ဒီပေါ့နော်အမတို့ဒီတန်ကြားကွင်းလေးတွေပေါ့နော်တန်ကြားကွင်းလေးတွေလိုမယ်ပြီးသွားတဲ့အခါကျအမတို့ဒီအောက်မှာပေါ့နော်တွဲမယ်ရွှေတောင်မှန်ဆိုတာလေးပေါ့နော်အမအခုပြောတဲ့ဟာလေးတွေကကုန်ကျန်းဆိုင်မှာအမပြောသလိုမျိုးလေးကိုယ်ဝင်မယ်ဆိုရင်တွားမိလို့လည်းရတယ်အမစီမှာပေါ့နော်အဲ့လိုမျိုးမရှာချင်ဘူးအမစီမှာပဲဝယ်ကျင်တယ်ဆိုရင်လည်းရပါတယ်ဒီရွှေတောင်မှန်လေးလိုမယ်ပြီးသွားတဲ့အခါကျလို့ရှိရင်အမတို့ကဒီပေါ့နော်ရွှေတောင်မှန်လေးလိုမယ်ပေါ့နော်ဒီရွှေကြားကွင်းလိုမယ်ပြီးသွားရင်အမတို့ဒီပေါ့နော်ဒီအောက်မှာရွှေရက်ကလေးပေါ့နော်ရွှေရက်လို့ခေါ်ပါတယ်ဒီရွှေရက်တောင်လေးပေါ့နော်ရက်တောင်ပုံစံလေးတစ်ခုလိုမယ်ဒီရက်တောင်ပုံစံလေးတစ်ခုလိုမယ်ပြီးတော့ဒီလိပ်ပြာလေးပေါ့နော်ဒီအောက်မှာတွဲတဲ့ဟာလေးကတော့ကိုယ့်စိတ်ကြိုက်ပြောင်းလဲပြီးဖန်တီးလို့ရတယ်ပေါ့နော်လိပ်ပြာမှမဟုတ်ဘူးဒီလိပ်ပြာလေးတွေကတော့အခုနောက်ပိုင်းကတော့ကုန်ကျန်းဆိုင်တွေမှာတိတ်မရှိတော့ဘူးပေါ့နော်အဲ့ဒီအစားရွှေတစ်ခတ်လေးတွေဆိုတာအမရဲ့နောက်ရကြပြပေးမယ်ပေါ့နော်အဲ့ရွှေတစ်ရက်လေးတွေကိုတွဲလို့ရတယ်ပြီးတော့အမတို့ဒီ crystal လေးပေါ့နော် crystal ဘူးဒီပုံစံလေးပေါ့နော် crystal ဘူးဒီပုံစံလေး3ခုလိုမယ်ပြီးတော့ crystal လေးတွေကိုတွဲဖို့အတွက်ပေါ့နော်အမားတို့ဒါပေါ့နော်တစ်ဖက်ပိတ်ကွင်းပင်လို့ခေါ်ရပေါ့နော်ဒီကောင်ကြတော့တစ်ဖက်ပိတ်ထားတဲ့တန်းချောင်းလေးတွေပေါ့နော်အဲ့ဒါလေး3ခုလိုမယ်အဲ့ဒါမျိုးလေးတွေကလည်းရှားတာအမပေါ့နော် only one ဆိုတော့ကုန်ကျန်းဆိုင်တစ်ဆိုင်မှာပဲအမတွေ့တယ်ပေါ့နော်အဲ့တော့အမအများကြီးဝယ်ထားလို့အမကြံသေးတာပါအခုနောက်ပိုင်းတော့အဲ့လိုမျိုးတွေမလာတော့ဘူးပေါ့နော်ကွင်းပင်လေးတွေပဲလာတော့ပါတယ်ပြီးတော့အမတို့ဒီပေါ့နော်ဘယ်လိုမှကြာလုပ်ဖို့အတွက်ကြတော့ဒီပေါ့နော်ဒီကောတရွက်ဖက်လေးပေါ့နော်ဒါလေးတွေကတော့ပလဲပန်းလက်မှုကုန်ကျန်းဆိုင်မှာရပါတယ်ဒါမျိုးလေးတွေဝယ်လို့ရတယ်အမစီမှာလည်းဝယ်လို့ရပါတယ်ဒါပေမဲ့ကိုပေါ့နော်ဟိုကုန်ကျန်းဆိုင်ထက်ကတော့အမကတော့100 200กว่าပါတယ်ပေါ့နော်ဒါအမှန်တိုင်းပြောတာပါဘာလို့လဲဆိုတော့ဟိုကိုကတော့ဒါကိုဝယ်ရတဲ့အခါဖို့ခါလေးရှိလို့နှစ်ပါတင်တယ်ပေါ့နော်မှန်စာလေးတွေလိုပါမယ်ဒါလေးအမရှိမှာ online class ကို2000ကျပ်နဲ့လာတင်လို့ရပါတယ်